ကဲလာပါပြီဗျာလိုင်းပေါ်ကမျိုးတို့အတွက်တပတ်စာကဇာရုပတ္တိယနှစ်8ပါနှစ်နဲ့8ပါနှလုံးလုံးထွက်ပါမည်ဇာရုပတ္တိယနှစ်နဲ့8ပါနှလုံးစလုံးထွက်ပါမည်မွေးခွေက3.1နှစ်34ပါမွေးခွေက3.1နှစ်34ပါမွေးခွေရလဲတစ်ပတ်ကိုအနည်းဆုံး2ကွက်ထွက်ပါတယ်မွေးခွေရ3.1နှစ်34ပါ26ရက်ဒီနေ့အဖွင့်နေ့နေကုန်ဝမ်းကျန်းရ3.5ပါ3.5အမှာပါအမှာကမ်းပါ26ရက်နေကုန်ဝမ်းကျန်းရ3.5ပါ2ရက်တွင်းဝမ်းကျန်းက2ရက်တွင်းဝမ်းကျန်းရ4938ပါ49ရှိန်38ရှိန်ပါ2ရက်တွင်းဝမ်းကျန်း2ရှိန်လုံးလာပါမည်2ရက်တွင်းဝမ်းကျန်းရ4938ပါ2ရက်တွင်လာပါ2ရှိန်လုံးလာပါမည်တောက်ကြနေရမအားလို့လိုင်းပုံတက်နိုင်လို့တော့ပါပါတယ်တောက်ကြနေညနေရ4191နှစ်ခွက်ပဲထိုးရပါ4191ကိုရလိုက်ပါတယ်ဘိုက်ပါမယ်လာတဲ့လူတွေတော့ရလိုက်ပါတယ်4191လိုင်းပုံမအားလို့အချိန်ပြည့်မတက်နိုင်တာတောင်းပါပါတယ်တပတ်စာကတ်လေးတော့ပုံမှန်တင်ပေးပါတယ်ဘိုင်ပါမှာလာခဲ့ကြပါဘိုင်ပါကိုလာရင်ရပါတယ်ဘိုင်ပါကို